အာဖရိကရဲ့ဘုရင်ကြီးတနည်းအားဖြင့်လစ်ဗျားနိုင်ငံကို42နှစ်ကြာအာဏာသိမ်းခဲ့တဲ့မိုအမ်မာဂရာဖီသူတို့ကျွန်တော်ကိုချစ်ကြတယ်ကျွန်တော်ပြည်သူတွေအားလုံးကျွန်တော်အတွက်အသက်ပေးဖို့အဆင်သင့်ပဲအာဏာဆောင်ရဲ့နောက်ဆုံးရက်စဲတွေမှာမိုအမ်မာဂရာဖီကကမ္ဘာမီဒီယာတွေကိုဒီစကားကိုယုံကြည်ချက်အပြည့်နဲ့ပြောခဲ့ဘူးပါတယ်ဒါပေမဲ့လက်တွေ့မှာတော့သူ့ရဲ့42နှစ်ကြာအုပ်ချုပ်ရေးဟာသွေးစွန်းတဲ့တော်လှန်ရေးကြီးနဲ့ညီကုန်းချုပ်သွားခဲ့ရပါတယ်1942ခုနှစ်မှာမွေးဖွားခဲ့တဲ့ဂရာဖီဟာဆင်းရဲတဲ့မျိုးနွယ်စုကနေဆင်းသက်လာရတာပါစစ်တပ်ကတော်တက်ရောက်ပြီးနောက်1969ခုနှစ်သူ့အသက်28နှစ်အရွယ်မှာပဲသွေးမြေမကျတဲ့စစ်အာဏာသိမ်းမှုကိုဥဆောင်ပြီးလစ်ဗျားဘုရင်အီဒရစ်ကိုဖြုတ်ချကာအာဏာယူခဲ့ပါတယ်သူဟာအစောပိုင်းကာလတွေမှာရေနံကုမ္ပဏီတွေကိုပြည်သူပိုင်သိမ်းပြီးရရှိလာတဲ့ဒေါ်လာတွေနဲ့လစ်ဗျားနိုင်ငံရဲ့ပညာရေးကျန်းမာရေးနဲ့အခြေခံအဆောက်အအုံတွေကိုအကြီးအကျယ်ပြင့်တင်ပေးခဲ့လို့ပြည်သူတွေရဲ့ထောက်ခံမှုကိုရရှိခဲ့ပါတယ်အစပိုင်းမှာပြည်သူအကျိုးပြုလုပ်ငန်းတွေလုပ်ခဲ့ပေမဲ့အချိန်ကြာလာတာနဲ့အမျှဂရာဖီဟာအာဏာရှင်ဆန်လာပြီးအတိုက်ခံမှန်သမျှကိုရရဆက်ဆက်နှိမ်နင်းခဲ့ပါတယ်နိုင်ငံတကာမှလည်းအကြမ်းဖက်အဖွဲ့အစည်းတွေကိုနောက်ွယ်ကထောက်ပံ့နေဆိုပြီးဆွဆွဲခံရကအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုကိုခံခဲ့ရပါတယ်ဂရာဖီဟာသူ့ရဲ့အာဏာကိုစိန်ခေါ်သူဒါမှမဟုတ်သူ့ရဲ့လမ်းစဉ်ကိုမထောက်ခံသူတွေကိုပြက်ပြက်သားသားနှိမ်နင်းလေရှိပါတယ်1980ကနေ1980ခုနှစ်အတွင်းဂရာဖီကိုစန့်ကျင်တဲ့တက္ကသိုလ်ကျောင်းသားတွေအတိုက်ခံတွေကိုအားကစားကွင်းတွေလမ်းမတွေပေါ်မှာလူအများရှိမြင်သာအောင်ကြိုးပေးတက်ဖြတ်ခဲ့ပါတယ်တချို့ကွက်မြက်မှုတွေကိုပြည်သူတွေကြောက်ရွံ့သွားစေရန်အတွက်နိုင်ငံမှာရုပ်မြင်သံကြားလိုင်းတွေကနေတိုက်ရိုက်လိုင်းလွှင့်ပြသခဲ့ပါတယ်ဂရာဖီလက်ထက်မှာအဆိုးအဆုံးနဲ့အကြမ်းကြုတ်ဆုံးရာဇဝတ်မှုတစ်ခုဖြစ်တဲ့1996ခုနှစ်ဇွန်လမှာဖြစ်ခဲ့တဲ့ထရီပိုလီမြို့ကအဘူဆာလင်အကျဉ်းထောင်ထဲမှာရှိတဲ့အကျဉ်းသားတွေဟာမတရားတဲ့ထောင်ထဲအခြေအနေတွေကြောင့်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်ဂရာဖီရဲ့စစ်တပ်ကအကျဉ်းထောင်ကိုဝိုင်းရံပြီးအကျဉ်းသားပေါင်း1200ကျော်ကိုရရဆက်ဆက်ပစ်ခတ်တပ်ဖြတ်ခဲ့ပါတယ်ဒီဖြစ်ရပ်ကိုနှစ်ပေါင်းများစွာလှုပ်ရထားပြီးတေဆုံးသူတွေရဲ့မိဘတွေကိုတော့အကြောင်းမကြားခဲ့ပါဘူးဂရာဖီကလစ်ဗျားနိုင်ငံနဲ့မကပဲအာဖရိကတိုက်တစ်ခုလုံးရဲ့ခေါင်းဆောင်ကြီးဖြစ်ရှင်ခဲ့တာပါ2008ခုနှစ်မှာသူကအာဖရိကတိုင်းရင်းသားမျိုးနွယ်စုဘုရင်တွေစော်ဘွားတွေနဲ့အကြီးအကဲတွေကိုဖိတ်ခေါ်ပြီးသူ့ကိုယ်သူအာဖရိကဘုရင်များရဲ့ဘုရင် King of Africa လို့ကြေညာခဲ့ပါတယ်သူ့ရဲ့ရည်မှန်းချက်ကအမေရိကန်ပြည်ထောင်စုလိုမျိုးအာဖရိကနိုင်ငံတွေအားလုံးကိုစုပေါင်းထားတဲ့ United States of Africa ကြီးကိုတည်ထောင်ပြီးအနောက်နိုင်ငံတွေကိုတော်လှန်ဖို့ပါဒီလိုနဲ့2011ခုနှစ်အာရပ်နွေဦးတော်လှန်ရေးကလစ်ဗျားနိုင်ငံကိုကူးဆက်လာချိန်မှာဂရာဖီဟာသူ့ရဲ့အာဏာတည်မြဲရေးအတွက်ပြည်သူတွေကိုသွေးနဲ့တပ်ဖြတ်ဖို့အမိန့်ပေးခဲ့ပါတယ်သူ့ရဲ့စစ်တပ်ဟာကိုယ့်ပြည်သူကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုပြုလုပ်ခဲ့ပြီးထောင်ပေါင်းများစွာသောအရပ်သားတွေတည်ဆုံးခဲ့ရပါတယ်ဂရာဖီရဲ့အခုလိုရက်ဆက်ကြမ်းကြုတ်တဲ့သမိုင်းကြောင်းတွေကြောင့်ပဲကုလသမဂ္ဂနဲ့နိုင်ငံတကာခေါင်းဆောင်တွေကသူ့ကိုအရှိအလယ်ပိုင်းကအယူခွေးလို့တင်စားခေါ်ခဲ့ကြပြီး2011ခုနှစ်အောက်တိုဘာလ20ရက်နေ့မှာတော့သူ့ရဲ့ဇာတိမြေစက်မြို့ကရေမြောင်းတစ်ခုထဲမှာပုံအောင်နေတဲ့ဂရာဖီကိုတော်လိုင်းရဲဘော်တွေကဖမ်းဆီးရမိပြီးနောက်တနက်နဲ့ပြစ်တပ်ကလမ်းပေါ်မှာတရွတ်တိုက်ဆွဲပြီးသူ့ရဲ့42နှစ်ကြာအုပ်ချုပ်ရေးကိုရဲရဲဆက်ဆက်အဆုံးသတ်လိုက်ကြပါတယ်ဂရာဖီဟာသူ့ရဲ့42နှစ်ကြာအုပ်ချုပ်ရေးတပ်တန်းတစ်လျှောက်မှာတာမန်အာဏာရှင်တွေထပ်ပို့ပြီးစံမြထူးကြတဲ့ဘွယ်တူးကုန်တွေကိုကိုယ်တိုင်ပေးအပ်ခဲ့ပါတယ်အာဖရိကဘုရင်များရဲ့ဘုရင် King of Africa တော်လှန်ရေးလမ်းပြကျန်တဲ့အကိုကြီး Brothers Leader and Guide of the Revolution ကမ္ဘာမွတ်စလင်များရဲ့Dean of the Arab Ruler အာဖရိကရိုးရာဘုရင်ကြီး Traditional King of Africa စာရေးဆရာအတွေးခေါ်ပညာရှင်နဲ့တော်လှန်ရေးဗိသုကာပညာရှင်စတဲ့နာမည်တွေကသူ့ကိုယ်သူပေးခဲ့တဲ့နာမည်တွေပဲဖြစ်ပါတယ်